ကျွန်တော်အခုဒီပိုင်ပေါ့နော် ECC ပြန်ပြီးတော့တွက်တဲ့ဟာလေးကိုအသက်ထပ်ထည့်ပေးထားတယ်ပေါ့နော်ကျွန်တော်တို့ဒီကိုရဲကိုဝင်ပြီးတော့ပိုင် ECC ရဲ့ကိုထပ်သွားလိုက်လို့ရှိရင်သူကအဲ့မှာ2မျိုးရွေးလို့ရတယ်ပေါ့နော်ကိုကပိုင်စန်တာကိုဓာတ်ရိုက်ကောက်လို့ရတယ်ဆိုရင်ဒါရိုက်စန်တာကိုရွေးလိုက်ပိုင်စန်တာကိုကောက်လို့မရဘူးဒါပါတော့ကေစင်စစ်တယ်ဆိုလဲကေစင်စန်တာကိုဓာတ်ရိုက်တစ်ခါလေးကြာရင်ကောက်လို့မရဘူးကောက်လို့မရတဲ့အခါကျတော့ကျွန်တော်တို့ကဒီကေစင်ရဲ့အလုံးပေါ့နော်ကေစင်အလုံးရဲ့အဆင်ပြေတဲ့3နေရာကိုမြင်ရတဲ့နေရာ3နေရာကိုရွေးကောက်ရတယ်အဲဆိုရင်ဒီ3 point ကိုရွေးလို့ရတယ်ပေါ့နော်ဒါတော့ကိုအဆင်ပြေတဲ့နည်းနဲ့ကောက်ခဲ့တယ်ပေါ့ဟာပေါ့မူတည်ပြီးတော့ရွေးပေါ့နော်ကျွန်တော်အခု direct point ကိုအရင်ထွက်ပြမယ် direct point မှာဆိုလို့ရှိရင်ကျွန်တော်တို့ design ပိုင်စင်တာရှိမှာပေါ့နော်ကျွန်တော် P1 မှာဥပမာနော်ပြီးရင် design n က100 e က200ပြီးရင်ဒီကောင်ကကျွန်တော်တို့ ကေစင်ရဲ့စင်တာဒါမှမဟုတ်ပိုင်ရဲ့စင်တာပေါ့နော်အဲ့ဒီကောင်ကိုပြန်ကောက်တယ်ဆိုလို့ရှိရင်100.036 200.006နော်အလွယ်လေးနဲ့ထည့်လိုက်ပြီညပြီးသွားရင်ကျွန်တော်တို့ဒီ calculate essential rate ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်သူအောက်မှာ result လာပြလိမ့်မယ်နော် result ကဒီမှာ northern က 6mm လွဲတယ် eastern က 76mm လွဲတယ်နော်အခုတော့ plus ဘက်ကိုသွားတယ်ပေါ့နော် total က86ရှိတယ်နော်အကွာဝေးအဲ့ပိုင်စင်တာနှစ်ခုရဲ့အကွာဝေးကိုကအဲ့ဒီဟာကို report ထုတ်မယ်ဒါကိုကဒီတိုင်းပဲစစ်ရုံပဲစစ်တာဆိုတော့ဒီအောက်က add point to report ကိုနှိပ်เสียရမလို့ကိုကဒါမှမဟုတ်ဒီ point ကို report လဲထုတ်ရမယ်ဆိုလို့ရှိရင် excel report ပေါ့နော် excel report ထုတ်ရမယ်ဆိုလို့ရှိရင် add point to report ကိုနှိပ်လိုက်ရင်အောက်မှာတော့ point လေးတစ် point ဒါ record box ထဲဝင်သွားပြီပေါ့နော်ဝင်သွားပြီ okay ကိုကအဲ့ဆိုနောက်ထပ်တစ် point ထပ်တိုင်းတယ်အဲ့လိုမျိုးပဲ P2 အဲကြောင့်ကိုကနှိပ်တော့မပြောင်းတော့ဘူးပေါ့ဒါနည်းနည်းပြောင်းပြမယ်နော်005.008နော်ပြီးရင် calculate ထပ်နှိပ်ပြီးဒီမှာ68ပေါ့ဘယ်လောက်လွဲတယ်ဆိုတော့ပြရတယ်ပြပြီးရင်ကိုက report ပဲ report ထုတ်မှဒီ point ကို report ထဲထည့်မှာဆိုရင် up point ကို report နော် okay ပြီးသွားလို့ရှိရင်နောက်တစ် point ကိုကျွန်တော်တို့ကထားပါတော့ပြမှားပြီးတော့ကျွန်တော် calculate ထပ်လုပ်တယ်ပေါ့လုပ်ပြီးတော့ဒီကောင်ကို add to report ထဲထည့်မိလိုက်တယ် okay နာမည်ပါမလားဘူးနာမည်ပါမလားဘူး unknown ဆိုတဲ့ဟာကြီးနဲ့ပါလာတယ်အဲဒါဆိုကျွန်တော်တို့ဒီမှာ edit ပြန်သွားလုပ်လို့ရတယ်နော်အဲ့နံပါတ်3ကိုခဲတဲ့ပုံစံလေးကိုနှိပ် okay ကိုနှိပ်ပြီးတော့ unknown ကိုဖြတ်ပြီး 3ပေါ့ပြီးရင်ကိုကြိုက်တဲ့ကိုကနှိပ်ပြန်ပြင်ပေါ့ဗျာနော်ပြင်ပြီးသွားလို့ရှိရင် calculate လုပ်ပြီးရင် up point ပြန်နှိပ်အဲဆိုနံပါတ်3မှာ P3 ဖြစ်သွားတယ် 67mm กว่าလာဖြစ်သွားတယ်ကိုကအဲ့ထဲမှာ report ထဲမှာတကယ်လို့ဟိုထားပါတော့ဟိုမှားတဲ့ပိုက်နေပါလာရဲဆိုရင်ဘေးနာကအနီရောင်နဲ့အမိုက်ပုံးပုံလေးကိုနှိပ်လိုက်ရင်ကိုလိုချင်တဲ့ကိုမလိုချင်တဲ့ point တွေကိုတစ် point ချင်းဖြတ်ထုတ်လို့ရတယ်နော်ဒါလို့ကိုကဘာမလိုချင်တော့ဆိုတော့အောက်က clear order နှိပ်လိုက်အဲဆိုရင် report ပြောက်သွားလိမ့်မယ်နော်အဲဆိုရင်ကျွန်တော် report ထုတ်မှာပေါ့ထုတ်မယ်ဆိုလို့ရှိရင် export excel နော် export excel and save ဒီဟို file လေးကို save လိုက်မယ်ပေါ့နော် save လိုက်မယ် okay save လိုက်ပြီဆိုလို့ရှိရင်ဒါ excel file ထွက်သွားပြီနော်ကိုကဒီမှာ clear မလုပ်မချင်းอ่ะကျန်တဲ့ဟာလေးလုပ်ရဒီမှာ3 point ဒါကတော့ဒီ casing age 3ခုကိုတိုင်းပြီးတော့ center ပြန်တွက်တာနော်ဒါအတူတူပါပဲဟိုကိုတိုင်းလို့ဟိုပိုင်လုပ်နေကြစာပေရတယ်ဆိုတော့နားလဲတယ်ပေါ့နော်3 point ထည့်လိုက်3 point ကောနဲ့ကိုထည့်လိုက်တာ ਨੇ ဒီအကျူရဲ့ဟိုစာကိုစင်တာကိုပိုင်စင်တာကိုပြန်ရှာပေးတယ်ကေစင်စင်တာကိုပြန်ရှာပေးတယ်ပြီးရင်သူဒီဇိုင်းစင်တာနဲ့ကွာခြားချက်ကိုပြပေးမယ်ပြီးရင်ဘယ်လောက်လဲဆိုတာကိုပြပေးလိုက်ဒါပါပဲเนาะအဲ့ဆိုလို့ရှိရင်ကျွန်တော်ခုနကတော့ဟို excel file လေးကိုသွားပြီးတော့ဟိုဖွင့်ကြည့်မှာပေါ့နော် excel file လေးကိုဖွင့်လို့ဆိုရင် sorry okay ပြန်ခုနတော့စေးတာဒါလေးနော်
okay report ကဒီမှာ number 1 2 3ရှိမယ် date ရယ် time ရယ်ပါမယ် by number by နာမည်တွေပါမယ် design အကျူရယ်ခုနအတိုင်းပဲပေါ့နော်ဘယ်လောက်กว่าခြားချက်ရှိတယ်ဒါလေးကဒီမှာကျွန်တော်ကဖုန်းနဲ့ဖွင့်ပြလို့အဖြူလေးဖြစ်နေတာပေါ့နော်အမှန်တကယ် Excel နဲ့ဖွင့်မယ်ဆိုလို့ရှိရင်သူကအယောင်လေးတွေပါတယ်နော်ကျွန်တော်ပုံတင်ထားတဲ့အတိုင်းပဲအယောင်လေးတွေပါလာလိမ့်မယ်အဲ့အယောင်လေးတွေနဲ့တက်ရလေး table လေးလှုပ်ထားပြီးသားဒါကတော့ကျွန်တော်ဖုန်းနဲ့ဖွင့်တဲ့ application မလို့သူအဲ့လိုမျိုးမပြပေးတာပေါ့နော် Excel ဟိုတကယ်ဟိုဟာလိုမျိုး Microsoft Excel လိုမျိုးနော်ဒါပါပဲနော်